ကိုရွှေမန်းနဲ့လွန်လွန်ကျူးကျူးပတ်သက်ခဲ့မှုတဲ့ဒိတ်ဒိတ်ကျဲမင်းသမီး6ဦးမင်္ဂလာပါပြည်သူများရှင်စားဘေးကြီးဖြစ်ခဲ့သည်များအရင်ကနောက်ကျောင်းတွေကိုလက်ထပ်ပြီးကမှအခုလိုဖော်ထုတ်ခံလိုက်ရလို့ကိုရွှေမန်းတယောက်တော့တိုင်ပတ်နေပါပြီအခုလက်ရှိမှာတစ်ခုပြီးတစ်ခုထွက်ပေါ်လာတဲ့နောက်ကျောင်းတွေကြောင့်ကိုရွှေမန်းဟာပူပူနွေ့နွေ့လက်ထပ်တာနဲ့ဆရာဝန်မလေးနဲ့ကွဲမလို့တော့ဖြစ်နေရပါပြီမီဒီယာတထေးကြီးတယောက်ဖြစ်တာကြောင့်အားလုံးကဝိုင်းကြိုက်ခဲ့ကြတာတော့မဆန်းပါဘူးကိုရွှေမန်းနဲ့တင်းရင်တနည်းအချိန်ကြာကြီးပတ်သက်ခဲ့မှုတဲ့သူတွေကလည်းတကယ်ကိုဒိတ်ဒိတ်ကျဲမင်းသမီးတွေပါကိုရွှေမန်းရဲ့စိတ်ရောက်မကတဲ့ဒိတ်ဒိတ်ကျဲ X တွေကိုဒီဗီဒီယိုထဲမှာပြောပြပေးသွားပါမယ်ရှင်။နှစ်ကြာဆုံးတွဲပြီးအချစ်ဆုံးဖြစ်ခဲ့သူနှစ်ဦးကတော့တန်တာမိုးသိမ့်နဲ့မတ်ရီတောင်းပါအဲ့ဒီနှစ်ယောက်ကတော့တစ်ချိန်ကဆိုရင်ကိုရွှေမန်းရဲ့ချစ်ခံလေးတွေဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်လေတန်တာမိုးသိမ့်ကအမှုပညာလောကတွေကိုတဟုန်တိုးဝင်လာပြီးတော့ MRT4 ဇလန်တွဲတွေထဲမှာတော့ခေါင်းဆောင်မင်းသမီးနေရာကနေတိုက်ရိုက်တမ်းပြီးပါဝင်ခဲ့ရတာပါ။မရီတောင်းလဲထိုနီတူပါပဲ။ကိုရွှေမန်းစီကနေစပွန်ဆာတွေတပုံကြီးရရှိခဲ့ပြီးတော့နှစ်များစွာကြောင်းတွဲနေခဲ့ကြတာပါ။ပြီးမှသာဘယ်လိုပဲပုံအကြောင်းတွေကြောင့်ပြက်ဆဲသွားကြလေတော့မသိခဲ့ရပါဘူး။မရီတောင်းတဲ့ကိစ္စတွေကိုဆိုရင်အမှုပညာလောကတွေကအတွင်းလူတွေနဲ့မကပဲအပြင်တိုင်းဝိုင်းကပြည်သက်တွေကလည်းရိပ်မိပြီးသိခဲ့ကြတာပါ။ဒါကြောင့်မရီတောင်ယောက်ျားယူသွားတော့ကတော့ကိုရွှေမန်းမဟုတ်လို့ NLP ကရက်တီထားခင်ရပါသေးတယ်။ဒါအပြင်ဒိတ်ဒိတ်ကျဲနောက်တစ်ယောက်ကတော့အင်းမြတ်သူပါ။အင်းမြတ်သူကအခုဆိုရင်အင်တာဗျူးတွေမှာသူမအသေးကွဲနေကြောင်းတွေကိုပြောပြလိရှိသလိုအချီဦးနဲ့လမ်းခွဲလိုက်ရတာကသူလက်ထက်တော်မှာမဟုတ်လို့လေပြောပြပူပါတယ်။အဲ့ဒီ၃ယောက်ပြင်တန်တာညီချူလီနန်းစုဦးတို့နဲ့လည်းတည်င်းတွေထွက်ခဲ့ပူပါသေးတယ်။ဒါကြောင့်မို့ခုလိုတည်င်းတွေကြားလိုက်ပြီးတဲ့နောက်မှာလူတွေအားလုံးကတော့စာပေကြီးကိုရွှေမန်းရဲ့လို့နာမည်ပြောင်းပေးပြီးအားကြနေကြပါပြီ။သူတို့အားကြလေအားကြခြင်းစရာပါပဲနော်။ဒီလိုချောပြီးလာပြီဆိုရင်